င်းအောင်လှိုင် KK ဘက်ကိုဖောက်ခွဲဖျက်ဆီးတာကကြားဖြန့်ဆိုတဲ့ online လိမ့်လေမှုဥစ္စာတစ်ခုတည်းသူတို့ကလောက်တာမဟုတ်ဘူးသူတို့ကဒီမှာဟန်တာကိုအစိတ်တိုင်းတွေကိုပါနော်ခွဲထုတ်ရယူပြီးတော့နိုင်ငံတကာကိုရောင်းစားတဲ့စီးပွားရေးကိုလုပ်တာတဲလွန်စားတွေကအဲ့ဒီမှာရှိတာတဲ့ပြီးတော့ပေါ်သွားမှဆိုလို့ဖောက်ခွဲဖျက်ဆီးပလိုက်တယ်တဲ့ပြောချင်တာကလေစကားမပြောပြတာတွေလည်းကြာပြီလူကလည်းအလုပ်တွေကလည်းများကိစ္စတွေကလည်းရှုပ်ပေါ့လေဆိုတော့အခုကအားလုံးဟိုသူ့ဘက်ကိုပဲပြောနေတဲ့အကြောင်းအရာလေးတကွာတွေ့လာဒီအကြောင်းအရာရဲ့ဟိုဘယ်လိုပြောမလဲအချိန်အစအတိုင်းတာကိုကြည့်ကြည့်တော့လေဟိုပြောမှဖြစ်တော့မယ်ဆိုတော့စဉ်းစားတာပေါ့လေပြောရမှာကတော့ဒီကြားဖြန့်တဲ့ပတ်သက်တဲ့ကိစ္စပေါ့ဒီပြည်ထောင်ဝင်ပြီးသို့တော့သူကစပြီးတော့ကျွန်တော်ပြောခဲ့တာပေါ့လေဒီကြားဖြန့်အဲ့တော့ကတော့ဒီလောက်အရေးမကြီးဘူးလို့ထင်ကြတာပေါ့တဖြည်းဖြည်းနဲ့ပြောချင်တဲ့အပိုင်းကတော့2021တည်းကတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ကြီးနေရာပေါ့လေဝမ်ကြီးကိုပြန်ခန့်ရတာအဲ့ဒီဝန်ကြီးကသတင်းတောက်မှလည်းဖွင့်ကြောင်းလို့နှစ်ပတ်တည်းနဲ့ပြုတ်သွားကျွန်တော်နာမည်တော့ထုတ်မပြောတော့ပါဘူးသူလည်းအလုပ်ပြုတ်သွားပြီဆိုတော့တရုတ်နိုင်ငံသားရေးဝန်ကြီးအဲ့ဒီဝန်ကြီးကမေလ25ရက်နေ့2021ခုဆိုရင်တော့ဒါအာဏာသိမ်းပြီးတော့4လအကြာမှာပဲရောက်လာပြီးတော့လောက်ကင်မှာဖြစ်နေတဲ့ကြီးမားမားလောင်းကစားရဲ့လူကုန်ကူးမှုတွေမှုရစေဝါတွေတရုတ်ပြည်တွေကိုပြန်ဝင်နေတာတွေရဲ့လာဆွေးနွေးတာစကားစညင်းခဲ့တယ်အဲ့ဒီချိန်ကကျွန်တော်ပြောခဲ့တယ်အကုန်လုံးဒါကိုသတင်းရုပ်တံနေနဲ့လည်းကျွန်တော်တင်ပြခဲ့ပြီးသားဖြစ်တယ်ဒီချိန်ကဆိုအခုအဲ့ဓာတွေကိုကျွန်တော်ပြောနိုင်တာကတော့စကားစအာနာသိမ့်တဲ့အချိန်မှာပတ်စံလုံလောက်မရှိဘူးဗျ။ဘာလို့တိုင်ရင်တက်ဖွဲ့တယ်လဲသူ့လူသူ့ဟန်နဲ့ရှားပွေစားတော့ဓမြတိုက်တဲ့ကောင်တိုက်ခိုးတဲ့ကောင်ခိုးလူတဲ့လူတောင်းတဲ့လူတောင်းအခွန်ကောက်တဲ့လူကောက်အဲ့လိုလှုပ်ရှားနေကြဒါပေမဲ့အဲ့ဒီပတ်စံတွေကလည်းကြီးမမာကြီးမရတော့တိုင်ရင်တက်ဖွဲ့တွေလက်ထဲမှာပဲပျောက်သွားကြတယ်ဒါကျွန်တော်ရတဲ့သတင်းအချက်လက်အမှန်ကိုပြောတာအဲ့လိုနဲ့မင်းအောင်နိုင်တော့ဒါဆိုရင်ကောင်ကြီးတွေကိုငါတို့ကြိုင်မှပတ်စံရမယ်ဆိုပြီးတော့ဒီလောက်ကြိုင်ကပဲဆောက်ချိန်လို့အုပ်စုတွေနဲ့အဲ့ဒီမှာလောက်ကြတော့တရုတ်ကကြာလေမခံနိုင်လေတရုတ်လူမျိုးတွေအသက်ခံရအသေးခံရရောင်းစားခံရပေါ့လေဒါတရုတ်ဘက်ကအပိုင်းပေါ့ဒါပြောချင်တာအဲ့ဒီချိန်မှာတရုတ်ကအရန်အလိုက်ကျင်တော့ဒီဘက်အန်ယူဂျီအကြောင်းကျွန်တော်ဘာမှမပြောဘူးတရုတ်ကအရန်အလိုက်ကျင်ဖြစ်နေတယ်မင်းအောင်လိုက်လို့သူတောင်းဆိုတာမရလို့ဒီဘက်နိုင်ငံရေးသမားတွေမပါနဲ့တာပဲရှိတယ်တရုတ်အဲ့ဒီမှာဖြစ်နေတဲ့တရုတ်ရဲ့ဒီအော်ဂလီဆန်မှုကိုနားမလည်ကြတာပေါ့ဗျာတရုတ်ကအဲ့ဒီချိန်မှာဗမာဘာအထောက်ပံ့မှမပေးဘူးမင်းအောင်လိုက်လို့တော့ဒေါသပဲထိုင်ထွက်နေတာရှင်းပြောရင်တကယ်ဒီဘက်ကတိုက်နေတဲ့အတိုက်ခံအဖွဲ့အစည်းတွေလည်းရမလားပေါ့အောင်မြင်သွားမလားပေါ့တရုတ်ကအဲ့ဒီထိကိုမျှော်လင့်ပါသေးတယ်ဘာလို့မင်းအောင်လိုက်တော့ဒီမြန်မာစက္ကစစစ်တပ်ကကောင်းတွေကဒီမတရားပေါ်တင်ကြီးတွေဖြစ်နေပြီဒီကျမ်းပြည်ရောက်ပိုင်းမှာလောက်ကင်တခွင်ပေါ့လေနော်ဒီအများကြီးပဲလောက်ကင်တစ်ခုတည်းတော့မဟုတ်ပါဘူးဒါပြောရရင်တော့ဆိုတော့မြောက်လိုက်လို့အဲ့ဒီမှာပေဆောက်ချိန်လို့လည်းပေါင်းပြီးတော့ဒီ online လုပ်ငန်းတွေရောမူရစ်သေးဝါတွေရောလူကုန်ကူးတာတွေရောရတဲ့နည်းနဲ့ဓာတ်စကောက်အသေးချာညွှန်ကြားပြီးတော့ကိုလုတ်ခိုင်းတာအထုတ်လိုက်အထည်လိုက်မြောက်လိုက်လို့အဲ့ဒီကရတဲ့ပတ်စံနေပြင်အထူးကိုဗန်းကြရတာနဲ့ဒီမန်ဒိန်းဗန်းကြရတာနဲ့ဘာကုန်တူးဆောင်ပေးမယ်ညာကုန်တူးဆောင်ပေးမယ်ဆိုအဲ့လိုတိန်းကျုံပြီးတော့အဲ့ဒီကိုကန့်တရုတ်တွေစီကနေကြားတဲ့နည်းနဲ့နော်ဒီပေဆောက်ချိန်လို့စီကနေဟောလေကြားတဲ့နည်းနဲ့ယူနေပေဆောက်ချိန်တော့လည်းလူတွေတက်ညင်ပန်းနှိမ့်ဆက်အဲ့မှာအကုန်လုံးနေရတာကအများသောအားဖြင့်တရုတ်လူမျိုးတွေဖြစ်ထောက်လိုက်ရည်တွေကိုယ်တိုင်အဲ့ဒါဝင်ပြီးတော့အရိုက်ခံရတာအဲ့ဒါနဲ့နောက်ဆုံး30-20ခုပေါ်လာတယ်ပေါ့ဗျာအဲ့ဒီတစ်ဖက်ဖြတ်လိုက်တော့ဒီဘက်က KK ဘက်ကိုသွားကြ KK ဘက်ကခင်ဗျားတို့ကျွန်တော်တို့ကြမယ်ဗျာကျွန်တော်သိလောက်ပြောတာနော်အဲ့ဒါအောင်မင်းကစတာ KNU နဲ့ငင်းကြရေးလောက်ကြပြီးတော့မူစီပေါ်တူတို့နဲ့နော်ငင်းကြရေးလောက်ကြပြီးတော့အဲ့ဒီအချိန်မှာအပြိုင်စကြတာရွှေကုတ်ကိုနဲ့ KK ဘက်ကပြောချင်တာကတော့အဲ့ဒီစမဲ့အထဲထဲမှာရွှေကုတ်ကိုတို့ဒီသောချစ်သူတို့စတယ်ဆိုတာကသောချစ်သူကတော့နေကြားဆောက်တပ်ဖွဲ့အနေနဲ့ပေါ့လေဒါပုံမှန်လေးပြောကျွန်တော်လည်းသိပါတယ်အောင်နဲ့22ကျွန်တော်ထိုင်းရောက်တော့ဘိုးဘွေးသောချစ်သူတွေ့ခဲ့ပါသေးတယ်လေးလာကြည့်တာပေါ့လေစကားပြောကြည့်တာပေါ့အဲ့ဒီချိန်ကကျွန်တော်ကဘာသာတွေ့လဲဆိုသောချစ်သူတို့ကအင်အား9000လောက်ရှိတယ်နော်2009မှာစထူထောင်တော့
စစ်တပ်က2000လောက်ပါဒေသခံအဲ့ဒီဒီဟိုတင်းမော်လေကရင်အဖွဲ့ကရင်တွေကနေပြီးတော့3000လောက်ပါတယ်ပေါ့ဒါပေမဲ့ကြာလာတော့2013လောက်ရောက်လာတော့မြန်မာစစ်တပ်ယူနီဖောင်းတွေရောစားနပ်ရိက္ခာတွေရောအတိုင်းစောချစ်သူတို့ပေးနေရတာမခံနိုင်တော့ပုံမှန်မပေးနိုင်တော့စီးပွားရေးတစ်ခုလုံးကိုရှာကြအောင်ဆိုတဲ့စောချစ်သူတို့စဉ်းစားလာတဲ့အချိန်မှာမြန်မာကအခုပြန်ကြားရေးဝန်ကြီးမောင်မောင်အုံးအဲ့ဒါမှတ်ထားခင်ဗျားတို့အဲ့ဒါစောချစ်သူရဲ့ခေါင်းကင်ဖခင်အဲ့ဒါမောင်မောင်အုံးကစောချစ်သူခင်ဗျားတို့ကာရာအိုကေတို့ဒီကက်စီနိုတို့ဆိုလိုချင်တာကအမေပြောလိုက်သေးတယ်အဲ့ဒီမောင်မောင်အုံးဘေးမှာစောချစ်သူနဲ့တိုင်ပင်တဲ့အချိန်တော့ပါတဲ့ကမ်မရောအရာရှိတယောက်ပေါ့လေအခုက तू ကတော့ကျမ်းမာရေးရနားသွားပြီအဲ့တက်မတော်အရာရှိတယောက်ဘာပြန်ပြောပြလဲဆိုတော့ဟိုရင်းနဲ့တထေးကျွန်းနေမှာလုပ်တယ်လို့တဲ့ခင်ဗျားတို့လုပ်ပါလားတဲ့ပထမတော့ online လိမ့်တယ်ဘူးမဟုတ်ဘူးဗျကျွန်တော်သိတာတော့ဟိုဒီကော့တောင်ဘက်ရန်အောင်ဘက်ကဒီတနင်္သာရီဘက်ကမြန်မာလောက်ထားတထေးကျွန်းကိုတထေးကျွန်းပိုင်ရှင်လဲတထေးကျွန်းငားထားတဲ့ပြုတ်ကိုလည်းဖမ်းလိုက်ပြီနော်ဒီကောင်ကျောပေါ်မှာမူရစ်စေဝါကိုပြုတ်ပြီးကမ်မီကယ်တွေကိုမှာယူပြီးချက်တဲ့ကောင်ချက်ပြီးတော့မူရစ်စေဝါကိုသိန်းတန်းပေါင်းမြောက်များစွာအလုံးလိုက်ဩစတြေးလျတို့နယူးဇီလန်တို့အဲ့တတိကျွန်းကနေပို့တာနော်ဗုဒ္ဓတွေလှေတွေပုံစံမျိုးစုံနဲ့ခွဲပြီးတော့နော်ဒါတွေကိုလည်းကျွန်တော်တို့သိတယ်ဗျကျွန်တော်တို့အမေရိကန်မသိဘဲနဲ့နေတာမဟုတ်ဘူးပြောရမယ့်အချိန်ရောက်လာရင်တော့ကျွန်တော်ပြောပါတယ်အခုအဲ့စောချစ်သူတို့ကအဲ့လိုတတိကျွန်းအကောင်တွေလို့ကက်စီနိုတို့ကာရာအိုကေတို့တဲ့နိုင်ကလပ်တို့အဲ့လိုမျိုးလုပ်ဖို့သူတို့ကမောင်မောင်အုံးကအဲ့ဒီမှာပြောပြတယ်ပါအားလာကျွန်တော်တို့တာဝန်ယူပေးနိုင်တယ်စောင့်ရှောက်ပေးနိုင်တယ်ဆိုတော့စောချစ်သူမောင်မောင်အုံးကိုယ်တိုင်ပြုတ်ပြီးခေါ်သွားတာခင်ဗျားတို့မြန်မာသတင်းသမားတွေအဲ့ဒီ point လွတ်နေတယ်မပြောကြဘူးဟုတ်ပြီနော်ဒါ2013ဝန်ကျင်တာအာနာသိန်းတာနဲ့အဝေးအဲ့ဒီကတည်ခဲ့လိုက်တဲ့အထက် NLD အစိုးရမပတ်သက်ဘူးလားဆို NLD အစိုးရကလေခင်ဗျားတို့ကျွန်တော်ပြောပြမယ်လက်မစားဘူးဆိုတဲ့လူဗမာပြည်ထဲမှာဘယ်အစိုးရမှမရှိသေးဘူးအဲ့ဒါလည်းမှတ်ထားအောင်ကျွန်တော်ဘယ်ဘက်မှလိုက်မပြောဘူးခင်ဗျားမောင်မောင်ဆိုးဆိုတာလေသူ့သားထွတ်ဆိုးအောင်လေသမားတွေရဲ့လေခွက်တွေကိုအတင်းသိမ့်ဗန်တီးယူနဲ့ဂရန်ဖောက်ခိုင်းပြီးတော့လေသမားတွေဘဝပြောင်းအသေးစားခဲ့တာကျွန်တော်မှရုပ်တန်နေရစအတိအကျကိုရှိတယ်လေခင်ဗျားတို့ကြည့်ဘူးမှာဗောကျွန်တော်ပေါ်ပြဘူးတာပဲမောင်မောင်စိုးသားတို့ဟိုချင်းလာရင်းခဏတို့နော်ရန်ကုန်မြို့လေကောင်ကြီးမင်္ဂလာတုံမှာနော်ဟုတ်ပြီဒါပေမဲ့အခုမင်းအောင်လှိုင်တို့လည်းပတ်သက်တယ်ဆိုတာအဲ့ဒီကနေအချိန်ရလာပြီအခုကေကေပတ်မှာဟောချောကြတာကေကေပတ်ကိုခင်ဗျာအမေရိကန်ဒေါ်လာ129တန်းဘူးနော်ခင်ဗျာတိဆောက်ထားတာအဲ့ဒီ company နဲ့ကျွန်တော်စကားပြောမှုတယ် company 3ခုနဲ့တိဆောက်တာကေကေပတ်ကိုအဲ့ရုပ်အဲ့လိုအပ်သမျှပစ္စည်းဘီလာမြေထိုင်းရသွင်းတာတန်တို့ဟိုတင်းတို့အကုန်လုံးတရုတ်ကနေလာကြတာနော်တော်တော်များများပေါ့လေဒါဘီလာမြေတွေအဲ့ဘက်ကကုန်တွေတို့ထောရတယ်ဒီဘက်ဆောက်တာနေချင်းညချင်းဆက်လာကြတာလည်းအများကြီးပဲအမေရိကန်ဒေါ်လာ129တန်းဘူးနဲ့ဆောက်တာအခုနိုင်ငံတကာငွေအမေရိကန်ဒေါ်လာဘီလီယံ60လောက်ကိုလိမ်ပြီးပြီကေပတ်တစ်ခုတည်းတော့မဟုတ်ပေါ့ဗျာကျွန်တော်ဒါကတော့ခင်ဗျားတို့အမှန်ကန်မဲ့ပြောပြအထူးသဖြင့်ကမ္ဘောဒီးယားရဲ့ဗမာရဲ့ထိုင်းကသူမပါပါဘူးတဲ့သူတို့ပြောတာဟုတ်တယ်ထိုင်းကမပါဘူးဒါပေမဲ့အဲ့ဒီနှစ်ဖက်လုံးရောက်သွားဖို့ထိုင်းနိုင်ငံကအဓိကဘောဒရာဗျထိုင်းဘောဒရာကိုမကူးပဲနဲ့ဘယ်နိုင်ငံမှသွားလို့မရဘူးပြီးတော့ထိုင်းရဲ့အရာရှိတွေမပါဝင်မပတ်သက်ပဲနဲ့တော့အဲ့ဒီလူတွေဒီလောက်အုပ်အော်တောင်းနေလူသိန်းနဲ့ချီပြီးတော့တယုံယုံနဲ့သွားလို့မရဘူးဗျတော့တစ်ဖက်ကလည်းလက်ခံတဲ့အဖွဲ့အစည်းဗမာဘက်ကိုပဲပြောမယ်စောချစ်သူတို့ဒီလိုလက်ခံနေတယ်ဆိုတာကိုမင်းအောင်လှိုင်လို့စစ်တပ်ကမသိပဲနဲ့ခင်ဗျားတို့ပြောတော့အချုပ်ချာအာဏာတွေရောတပိုင်နဲ့တွေရောမြေပုံတွေရောစုံနေရောခွေးမသားတွေခွေးစကားတွေပြောနေကြဒါကြောင့်နိုင်ငံတော်ခွေးမသားတွေလို့ကျွန်တော်အမြဲပြောတယ်အဲ့စကားမိုးပြီးဆိုလည်းပြောတယ်ကျွန်တော်တို့ဒေါသထွက်ရင်အဲ့ဒီကောင်တွေကိုနိုင်ငံတော်ခွေးမသားလို့ခေါ်တယ်အရမတ်သားကိုအဲ့ဒါနိုင်ငံတော်ကြီးတစ်ခုလုံးခွေးမသားပြောင်းလုပ်တာအဲ့ဒီကောင်တို့ပြောတော့အချုပ်ချာအာဏာဝင်လာတဲ့လူသိန်းနဲ့တန်းနဲ့ချီပြီးတမလူနာမည်လည်းမသိလူမျိုးလည်းမသိပဲနဲ့လက်ခံရသလားဗျဒါဟာအကျိုးမြတ်ရှိလို့လက်ခံတာဗောလိန်လေဖို့လက်ခံတာဗောဗျဟုတ်ပြီဒါဆိုရင်အခုပြဿနာတက်တော့ဟောကေဘတ်ကိုဟောက်ခွဲပြက်စီးတယ်တဲ့ဘောမတွေဘက်ကပြောတာရိုင်းကြတယ်ဘာဖြစ်လို့မင်းအောင်လှိုင်ကပထမကေဘတ်ကိုလွှတ်ထားလဲဆိုတော့ KNU ကိုကညှိနှိုင်းလို့ရအောင်မယ်ထင်လို့ဘာလို့ကေဘတ်က KNU ဘလို့ပဲညင်းတပိုင်းတစပါဝင်ပတ်သက်တယ်ဗျာဒါကတော့ကျွန်တော်အမှန်တိုင်းပြောတယ်အဲ့ KNU တွေကလည်းအဲ့ဒါလေးလုပ်ဖို့သူတို့သွားခေါ်လာတာမဟုတ်အဲ့ဒီလူတွေရောက်လာတာခေါ်လာတာကတော့မြန်မာစစ်တပ်အရမတ်တာဒေါ်စန်းစုကြည်တော်မတက်သေးဘူးအဲ့ဒီမြန်မာစစ်တပ်တွေပဲအကုန်ခေါ်လာတာအားလုံးကခင်ဗျားတို့ကြိုက်တာပြောကျွန်တော်မကြောက်ဘူးအဲ့ဒီစားဝင်နဲ့အဲ့ဒီကောင်ရဲ့ပတ်စပုတ်မိတ်တူတွေအစားခင်ဗျားတို့မြန်မာစစ်တပ်ဒီတရုတ်တယ်မဟုတ်တော့နှစ်ရုပ်သုံးရုပ်တွေပါရှိသေးတယ်အဲ့ဒီကောင်တွေမှတ်တမ်းတွေအစားရှိတယ်ကျွန်တော်မှာအေးဒါပေမဲ့မြန်မာမှာတက်တဲ့အစိုးရတိုင်းဟာအကုန်လုံးသခိုးကြပိုးတွေကြီးပဲလို့ကျွန်တော်ပြောတာခင်ဗျားတို့ကြိုက်ကြိုက်မကြိုက်ကြဘူးကျွန်တော်အမှန်တိုင်းပြောတယ်မောင်မောင်စိုးတို့နီလာကျော်တို့
ဆောလို့ဒူဝန်ကြီးကြော်လင်းတို့ကိစ္စခင်ဗျာခိုးတာအောင်မဲ့လေးရေပိုက်ကောင်ကခင်ဗျာလည်းဂျိုးယူရေပိုက်ကြီးနိုင်ငံတော်ရေပိုက်ကြီးငွေပိုက်ကြီးတွန်ချတယ်လို့တွန်ထုတ်ပြီးခိုးတာကျွန်တော်ပြောပေါင်းလဲညားပြီမောလဲမောသွားလို့ဗျာအမှန်တော့ကျွန်တော်တိုင်တားဆင်းရဲသွားတယ်ဘယ်ကောင်တက်တခိုးတွေပဲတက်တယ်ဒါပေမဲ့ပြည်သူသိအောင်တော့ကျွန်တော်ပြောတယ်ကျွန်တော်ပေးခြင်းတဲ့ message ကမင်း online ကအဲ့ဒီမှာငွေပြတ်နေခုနကဘလန်ကိုပြန်ဆက်ပေးမှာအဲ့ဒီလောက်ကင်ဘက်ကတော့ရပြီဗျဒီကရင်ပြည်နယ်ဘက်ကလည်းရအောင်အသေးအတန်နိုင်ငံသားတွေကိုဟိုင်းကတော့မပါဘူးပေါ့ဗျာသူကဘော်ဒရာကရိုးကိုအဲ့ဒီကနေကိုအားရပါရသွင်းပြီးငွေလိမ်ပြီးတော့အဲ့ဒီအကျိုးမြတ်တွေကနော်စောချစ်သူတို့စောတင်ဝင်းတို့အခုစောစန်းအောင်တို့ DKB တို့ပေါ့ဗျာဝေပုံကြခွဲယူမင်း online တိုက်သွားဖို့အတွက်မောင်အောင်ဗျာနော်မင်း online ရဲ့သားသမီးတွေတောင်မှစောချစ်သူရဲ့ company မှာရင်းနှီးမြှုပ်နှံမှုတွေပါသလိုမင်း online သားသမီးတွေထောင်ထားတဲ့ company မှာစောချစ်သူရဲ့ရင်းနှီးမြှုပ်နှံမှုပါတယ်အပြင်ဗမာပြည်ရန်ကုန်မြို့ကြီးမှာဆွဲနေတဲ့ YBS ပုံနာဘွတ်အားလုံးကိုအေးနေဝင်းတို့ကြော်နေဝင်းတို့မောင်နှမတွေကစောချစ်သူကိုအပေါင်သွားထားရတယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်တော့ဘလောက်တောင်အဲ့လိုဖြစ်နေကြလဲဆိုတာအဲ့ဒါကြောင့်အဲ့လိုဖြစ်လာတော့အကဲကုအမေရိကန်ကလည်းတောင်အေးအေးယူမယ်ဆိုတဲ့အချိန်မှာဘာဖြစ်လာလဲဆိုဘာကိပိုက်ကြတော့ KNU တွေငါတို့လည်းရတော့ရပြီးနော်မြန်မာစစ်တပ်ကတွေးတာပေါ့ KNU ကလည်းငါတို့ပြောတာနားမထောင်ဒီကောင်တွေကိုအသက်သွေးကြောဖြတ်မယ်တပြားမှမရအောင်လုပ်မယ်သူကကိပိုက်ကိုဖောက်ခွဲဖြတ်စီတွေ့တာငါတို့အဘကလောင်းကစားမူရစ်စေဝါလုံးဝမရဘူးဩရန်ကုန်မြို့မှာပဲတော်လူရောင်းနေမှာကြော်မျိုးမင်းတော့အပီဝါဒနေတိုင်းတောက်လို့ရတယ်တဲ့အလကားတော့တောက်လို့ရတယ်တဲ့သူလိုက်တွင်မှုတဲ့တော့သူတော့မသိဘူးတဲ့သူများပြောမှသိတာတဲ့အဲ့တော့ပေါ်နေမှန်းဗျအညာရီဦးစင်လိုပဲတဲ့ကဲအမေအောင်လိုက်လက်ထက်မှာဖြစ်တာနော်အားသိတို့ဗျလူကအေးအဲ့ဒါနဲ့ဗျာဟောအဲ့ဒီမှာတခါမေအောင်လိုက်တော့လည်းရသလောက်ရပြီးပြီဟိုပေဆောက်ချိန်တို့ကိစ္စကလည်းသူစစ်တပ်ကလည်းတည်ကျင်တော့တည်ကုန်ပြီးပြီဓာချိုးလည်းကြပြီးပြီကောင်းလည်းဒီကောင်သဘောပေါက်သွားတော့ငပေအုပ်စုတွေကိုလွှဲပေးလိုက်တယ်ငပေတွေလည်းတည်တိုင်းကြကုန်ဟောအခုကတော့အမေရိကန်နဲ့တိုက်ရိုက်တိုးလာပြီမြန်မာအရေးပြဿနာကဘာနဲ့သွားပြီးမပတ်သက်ရင်ဘာမှမဖြစ်ဘူးကဘာနဲ့ပတ်သက်ရင်မင်းတို့ဂဒါဖီလိုဟူစိန်လိုဖြစ်သွားမယ်လို့ကျွန်တော်ပြောဘူးတယ်အခုကဘာနဲ့ပတ်သက်လာပြီပတ်သက်လာတဲ့အချိန်မှာဘာလုပ်လဲဆိုတော့မင်းအောင်နိုင်ကကျန်တဲ့နေရာတွေအချေကုတ်ကိုတို့ဘာမြစ်တာညိုင်တို့ဘာသစ္စာညိုင်တို့မဖြတ်ဘူးနော်ခင်ဗျအဲ့ဒီ KK ပတ်တစ်ခုပဲ129တန်းနဲ့တီဆောက်ထားတဲ့ဒေါ်လာ129တန်းKK ပတ်ကိုဖြတ်เสียမှမလို့တာဗျာတော့ဖြတ်เสียကိုမလို့ခင်ဗျားတို့ကျွန်တော်ပြောပြမယ်မြန်မာတွေလေအဲ့ဒါကြောင့်လေခင်ဗျားတို့ကလေလိန်တဲ့လူမှလက်ခံတာNUG လိန်နာရောစကားစလိန်နာရောငလိန်နေပဲခင်ဗျားတို့လက်ခံတာနော်အဲ့ဒါအခုခင်ဗျားတို့လက်ခံတဲ့ငလိန်နေအကြောင်းတိုက်ရှင်းပြမယ်အမေရိကန်ဒေါ်လာ129တန်းနဲ့တီဆောက်ထားတဲ့ KK ပတ်ကိုဖြတ်เสียမလို့ဘူး KK ပတ်ကိုသူတို့ဝင်ရှင်းလို့တဲ့တယောက်မှမရှိတော့ဟုတ်တယ်ထွက်ပြေးလာတဲ့ online ပေါ်မှာဒါကျွန်တော်လည်းမြင်ရတယ်ဗျာဒါလိန်ကြမှမလို့အားလုံးမြင်နေရလူလည်းမရှိတော့ဒါဆိုရင်ခင်ဗျားတို့အဆောက်ချလိုက်လေစောချစ်သူရှိနေလေအမဘော်ဒါကတ်ရှိဆိုခင်ဗျားတို့ပြောတော့အဆောက်ချလိုက်လေပြီးရင်အဲ့ဒီနေရာကိုအဲ့ဒီဒေတာပြည်သူတွေပဲစာတင်ကြောင်းနေသေးကန်းနေသေးုံနေအဲ့ဒီအတွက်ပြောင်းလဲလိုက်လို့မရဘူးလားလို့ဟုတ်မလဲဗျမင်းအောင်လိုက်ဆွဲတဲ့အကွက်ကလက်လွန်ကြက်သွန်ဖြစ်သွားတာဗျခင်ဗျာဗမာပြည်ပြောတဲ့အတိုင်းကျွန်တော်ပြောရတယ်လက်လွန်ကြက်သွန်ဖြစ်သွားတယ်ကွယ်တဲ့အခုကလက်လွန်ကြက်သွန်သွားတာသူတို့ကဒီကြားဖြတ်တစ်ခုတည်းကိုသူတို့ကလောက်တာမဟုတ်ဘူးသူတို့ကဒီမှာဟန်တာကိုအစိတ်ပိုင်းတွေကိုပါနော်ခွဲထုတ်ရယူပြီးတော့နိုင်ငံတကာကိုရောင်းစားတဲ့စီးပွားရေးကိုလုပ်တာအဲ့မှာတည်သွားတဲ့လူတွေကိုအလောင်းဖြောက်တာကတော့ကျွန်တော်ရထားတဲ့သတင်းက acid နဲ့ဖြော်ပြီးတော့အဲ့ဒီအရေးဖြစ်သွားအယိုးတွေကို acid နဲ့ဖြော်ပြီးတော့ပိုက်တွေကိုထည့်ပိုက်လိုင်းတွေကိုထည့်ပြီးတော့မြေကြီးအောက်တွေကိုပို့ပြီးတော့ဖြောက်တာနော်အဲ့ဒါမျိုးလူထောင်နဲ့ချီရှိခဲ့တယ်တဲ့။ organ တစ်ခုအစိတ်ပိုင်းတစ်ခုကအမေရိကန်ဒေါ်လာ1000ကနေ3ဝန်းကျင်ထိရှိတယ်တဲ့။ market က demand ဖြစ်တယ်လို့သူတို့အဲ့ဒီယူလိုက်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကတန်ဖိုးရသွားတယ်တဲ့။အဲ့ဒါဒီပေါ်မှာဆိုလို့ခုနဒီလောက်လှပတဲ့ KK ပတ်ကိုခမဘုံခွဲစရာလည်းမလိုမိုင်းထောင်စရာလည်းမလိုဘာကြောင့်ဖောက်ခွဲဖျက်ဆီးလဲဆိုတော့အဲ့ဒီတဲလွန်စားတွေကို American CIA တွေ FBI တွေအကြောင်းမျိုးမျိုးကြောင့်ဒါမှမဟုတ်လေ freelance agent တွေဝင်လာပြီးတဲလွန်စားရသွားရင်ဒီတခါတော့ငါတရားပါကြီးရဲ့ဆိုတော့မင်းအောင်လှိုင်အကုန်ရှင်းခိုင်းတာတဲ့ခင်ဗျာအဘကလောင်းကစားလောက်တာမကြိုက်ဘူးလို့တွေ့လားအဘကပြတ်သားတယ်လို့စောက်ပေါ်စကားတွေမပြောကြပါနဲ့ခင်ဗျားတို့ဗုဒ္ဓဘာသာတွေဘလောက်ရုပ်မာကြသလဲကျွန်တော်လည်းဗုဒ္ဓဘာသာပဲခင်ဗျားတို့လိန်နေတာအဲ့ဒီမှာလူကုန်ကူးထားတဲ့သူတွေနော်ခံရတဲ့သူတွေကခင်ဗျားတို့နော်စောချစ်သူဗုဒ္ဓဘာသာစောစန်းအောင်ဗုဒ္ဓဘာသာခင်ဗျားတို့ဗုဒ္ဓဘာသာကရင်တွေလုပ်နေတာဒါပြီးတော့အဲ့ဒီ KK ပတ်မှာ KNU ထိန်းချုပ်ထားတဲ့တာပြောတာ
ခင်ဗျ KNU ကအဲ့ဒီမှာကျွန်တော်သိတာ 15% ပဲရတာတဲ့ကျန်တာတွေအားလုံးကစောချစ်သူနဲ့စစ်တပ်ပဲတဲ့အခုမှ KNU ကဒူးထောက်လာနိုင်မှမရှိတော့တဲ့အခြေအနေမို့လို့အမြင့်ဖြတ်ခြင်းလို့နိုင်ငံတကာအကြည့်ကောင်းအောင်ဆိုပြီးတော့အဲ့ဒီ KK ဘတ်ကိုပိတ်တာကျန်တဲ့နေရာတွေမပိတ်ဘူးတဲ့တခုမှမပိတ်ဘူးအရင်တိုင်းပဲမိတိတ်တိတ်လင်းနေပါတယ်တဲ့ကဲထပ်ပြောအောင်မယ်ဒီလေရတယ်လေဘလို့ဖြစ်လို့အဲ့ဒါတွေဖောက်ခွဲဖြစ်စည်းတယ်လေပျက်စီးစရာမှမလိုတာအဲ့ဒါဒေသခံတွေလေမိမိတိုင်းပြည်မှာလေလာဆောက်ထားပြီးပြီလေနိုင်ငံတကာပတ်စံတွေလည်းလိန်သွားပြီးပြီလေကဲကိုမလိန်ဘူးကိုမှန်တယ်ဆိုရင်ခင်ဗျားတို့ဘာလို့ဖောက်ခွဲရမှာဒီလူတွေရှင်းလိုက်လေအဲ့အဆောက်အဦတွေကိုအဲ့ဒီဒေသခံတွေအတွက် infrastructure အဖြစ်စေကနေကြောင်းနေဆေးရုံနေစာသင်ခန်းနေစာကြည့်တိုက်တွေဟုတ်တယ်မလားဘတ်စကားဂိတ်တွေခင်ဗျားတို့အစည်းအဝေးခန်းမတွေအဲ့ဒီကလူမှု community အတွက်သုံးလို့ရနေတာပဲဘာကြောင့်မသုံးတာလဲခုနက online တိမ်လည်မှုတစ်ခုတည်းတော့မဟုတ်ဘူးတဲ့ဒုခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပါခွဲစိတ်ထုတ်ယူရောင်းစားထားတဲ့သဲလွန်စားတွေကအဲ့ဒီမှာရှိတာတဲ့ရှိတော့ပေါ်သွားမှဆိုလို့ဖောက်ခွဲဖြက်စီးပလိုက်တယ်တဲ့ဒါကိုခမည်းတော်ကိုရည်သွေးပြီးမပြောပါနဲ့ကောင်းတဲ့စဉ်းစားကြည့်ပါကျွန်တော်ကသတင်းအချက်လက်ရှိလို့ပြောနေတာတနေ့ရှင်းရအောင်မယ်လောက်ကင်ကိစ္စတော့လည်းခမည်းတော်တရုတ်တွေအများကြီးတတ်လိုက်တယ်တရုတ်တွေအများကြီးတတ်လိုက်တဲ့အတွက်တရုတ်အစိုးရအဲ့မှာမခံနိုင်တော့ဘူးကျွန်တော်ပဲအရင်ဆုံးစပြောတယ်အခုလဲကျွန်တော်ပြောပြီး KK ဘတ်ကိစ္စကိုလဲနော်ဆိုတော့ခင်ဗျားတို့လူလည်းမကြပါနဲ့တိုင်းပြည်လူဘာမွားကြပါနဲ့အဲ့ဒီမှာအခု NUG ကထားကျင်ညာတယ်ဗတ်တန်နဲ့တိုင်းရင်းသား ERO တွေနဲ့လည်းစုပေါင်းပြီးတော့အမေရိကန်ဖွဲ့လိုက်တဲ့အဖွဲ့ကြီးနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်အသင့်ပြင်ထားဖို့သူတို့ကလည်းဟိုတင်ဆန္ဒရှိကြသလိုသူတို့ကလည်းတိုက်တွန်းပါတယ်ဗောမင်းအောင်လှိုင် KK ဘတ်ကိုဖောက်ခွဲဖျက်ဆီးတာကကြားဖြန့်ဆိုတဲ့ online လိမ့်လည်မှုဥစ္စာတစ်ခုတည်းတည်းမဟုတ်ဘဲနဲ့လူသားအစိတ်အပိုင်းတွေကိုတတ်တောက်ထုတ်ယူရောင်းစားထားတဲ့အကြောင်းတရားတွေလည်းရှိတယ်လို့တရုတ်ပြည်ကလာတဲ့ကမ်မီကယ်တွေနဲ့ KK ပတ်မှာပဲမူရစ်ဆေးဝါးချက်လုပ်ပြီးတော့ထိုင်းနိုင်ငံဘက်ကိုတွင်းတာမူရစ်ဆေးဝါးအဲ့မှာအဲ့ဒီစလုပ်ခဲ့တဲ့အချိန်ကတွင်းခဲ့တဲ့အချိန်ကစပြီးအခု KK ပတ်ပြက်စီးသွားတဲ့အထိအနည်းဆုံး9ဘီလီယံကျော်ဖို့အလုံးရေ9ဘီလီယံကျော်ဖို့ထိုင်းကအဲ့ဒီ KK ပတ်နဲ့အဲ့ဒီဘော်ဒါမှာပဲမိခဲ့အဲ့ဒါကိုလည်းခင်ဗျားတို့ဗက်တိတ်တွေနဲ့သွားပြန်ကြည့်ကြဒီ KK ပတ်တို့ဒီဟိုတင်းတို့စောချစ်သူတို့ရဲ့ခေါင်းတိုင်ဖခင်မမောင်အောင်မြန်မာစစ်တပ်ငွေမရှိတော့လို့အဲ့လောက်ထိအသေးအတန်ခင်ဗျားတို့အချုပ်ချအာဏာပြောပြီးတော့တကဘာလုံးကလူတွေလူကုန်ကူးခံရပြီးမြစ်ကလေးဖြတ်ပြီးရောက်လာတာအချုပ်ချအာဏာလားနော်ပြန်ကျင်တော့လေအဲ့ဒီမြစ်ကလေးဖြတ်ပြီးပြန်သွားကြတာအချုပ်ချအာဏာလားနော်ခင်ဗျားတို့စစ်တပ်နော်ခင်ဗျားတို့တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ကောင်တွေအဲ့ဒီဘောမနေတဲ့ကောင်တွေထောက်ခံနေတဲ့ကောင်တွေနော်ခင်ဗျားတို့စောက်ရှက်မရှိပဲမပြောကြပါနဲ့အသေးစိတ်ကောင်းနဲ့စဉ်းစားပါဒီညံရည်နဲ့ဒီအုံနှောက်လောက်နဲ့ဒီအဆင့်တန်းလောက်နဲ့နိုင်ငံတကာ level ကိုတက်လို့မရဘူးဖြစ်နေတယ်တိုင်းပြည်တော်တော်ဒုက္ခရောက်သွားပြီလိန်တဲ့ကောင်ကစစ်လိန်နေတယ်လက်ခံတဲ့လူကစစ်လက်ခံနေတယ်ဒါကြီးကမဖြစ်သင့်တော့ပဲနဲ့အားလုံးမှန်မှန်ကန်ကန်နော် justice and fair ပြည်သူပြည်သားတွေအတွက်ရောကဘာသူကဘာသားတွေအတွက်ရောရပါသေးလို့ပဲကျွန်တော်ပြောရင်းနဲ့ကျွန်တော်တတ်နိုင်လောက်ဒီကိစ္စမှာပုံစံမျိုးစုံနဲ့ကျွန်တော်ပါဝင်ပတ်သက်ဖို့အခြေအနေရှိတယ်ဗျာလို့ပြောရင်ညီကုန်းချိုးပြရစီဗျာအားလုံးကျမ်းမာကြပါစေလိမ့်လေမှုကနေကင်းရှင်းကြပါလေလိမ့်တိုင်းလူတွေမတိုးကြပါနဲ့လိမ့်တာတွေကိုလည်းမယုံကြပါနဲ့အားလုံးလိမ့်နေကြပါသည်လို့ပဲပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကိုရှယ်လေးပါခင်ဗျာ